မောင်ထဲမှာတယောက်တည်းရှိနေကြ။တင်းနောက်ကျော်ကအေးစိမ့်စိမ့်လီဘီတကူဖြတ်တိုက်သွားတာကိုခံစားဖို့ပါသလား။ရုပ်ရှင်ဆိုတာဖြော်ပြရေးတကူဆိုပေမဲ့တချို့ရုပ်ရှင်တွေကတော့တင်းရင်မသိစိတ်တဲ့အထိ6လမ်းဖို့ဖန်တီးထားတာပါ။ဒီနေ့မှာတော့ Flip Body ကနေပြီး Jump Scare တွေထက်ပုံမနည်းနေတဲ့တရုပ်ဆောင်တွေရဲ့ယူသွတ်မှုတွေနဲ့တင်းကိုအသက်ရှူရမတက်ဖြစ်စေမဲ့ Horror Masterpiece 3 5ကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါ။ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်တော့တင်ညဘက်မီးပိတ်အိတ်ဖို့တောင်တက်တီလိုပါလိမ့်မယ်ပထမဆုံးအနေနဲ့တောင်ကိုရီးယားရဲ့အမောင်ဆုံးပြကွက်တွေကိုပုံဖော်ထားတဲ့ The Wailing အကြောင်းပြောကြရအောင်ပါကိုရီးယားရဲ့ဝေးလံခေါင်ပြတဲ့ Kokshan ဆိုတဲ့ရွာလေးမှာထူးဆန်းတဲ့ဂျပန်အဖိုးကြီးတယောက်ရောက်လာပြီးနောက်ပိုင်းရွာသားတွေကတယောက်ပြီးတယောက်ယူသွပြီးတေဆုံးလာကြပါတယ်ရွာသားတွေရဲ့ခန္ဓာကိုယ်မှာထူးဆန်းတဲ့အဖုအပိတ်တွေထွက်လာပြီးမိသားစုဝင်ချင်းချင်းပြန်တက်တဲ့အထိကြောက်စရာကောင်းတဲ့ဖြစ်ရတွေဇက်တိုက်ဖြစ်လာခဲ့တာပါဒီကားမှာရဲရရှိဂျောင်ကူးအဖြစ်တရုတ်ဆောင်တဲ့ကွက်ဒိုဝွန်ရဲ့တရုတ်ဆောင်ချက်ကတကယ်ကိုပြောင်မြောက်ပါတယ်သူ့သမီးလေးပါဒီချိန်စာမိလာတဲ့အခါမှာတော့ဖခင်တယောက်ရဲ့စိုးရိမ်စိတ်နဲ့ကြောက်ရွံ့မှုကိုသူကမျက်ဝန်းနေတဲ့အထိပြည်ပြင်းအောင်တရုတ်ဆောင်ပြသွားခဲ့တာပါသူသမီးမင်းသားကြီးဟွမ်ဂျန်မင်ကနတ်ကတော်ကြီးအဖြစ်နဲ့နတ်ဆိုးကိုနှင်ထုတ်ဖို့ဘုံဒီကားခုံတဲ့အခန်းဆိုရင်ကြည့်ရှုသူကိုပါရင်တုံပန်းတုံဖြစ်စေပါတယ်ဒါပေမဲ့ဒီကားရဲ့အသေးအေးစရာအကောင်းဆုံးအပိုင်းကတော့ဇက်သိန်းပိုင်းပါပဲဘသူကကယ်တီရှင်လဲဘသူကနတ်ဆိုးလဲဆိုတာကိုဝေခွင့်မရအောင်လှည့်စားထားပြီးတင်ယုံကြည်လိုက်တဲ့သူကပဲတင့်ကိုအဆုံးသက်ပေးလိုက်တဲ့အခါမှာတော့လုံးဝကိုကြောချမ်းသွားရပါလိမ့်မယ်ဒုတိယတကားကတော့ကဘာကျော်ဒါရိုက်တာစတန်လီကူဘရစ်ရဲ့လက်ကျန်ကားတကားဖြစ်တဲ့ The Shining မှာပိတ်ရမရှိဖွင့်ထားတဲ့ Overlook Hotel ကြီးဟာစောင်းရသည်မှာတော့လူသူကင်းမဲ့ပြီးနှင်းတွေချမ်းမှာတီးခြားကဘာတကူလိုဖြစ်နေပါတယ်အဲ့ဒီဟိုတယ်ကြီးကိုစောင့်ရှောက်ဖို့ရောက်လာတဲ့ Jack Torrance နဲ့သူ့မိသားစုဟာဟိုတယ်ရဲ့ခြောက်ခြားစရာအတိတ်တွေနဲ့ရင်ဆိုင်ရပါတော့တယ်ဒီကားရဲ့အသက်ဟာမင်းသားကြီး Jack Nicholson ရဲ့တရုပ်ဆောင်မှုပါပဲတာမန်ဖခင်တယောက်ကနေဟိုတယ်ထဲကဝိညာဉ်တွေရဲ့သွေးထိုးမှုကြောင့်အဖြည်းဖြည်းစိတ်ယူးပြန်လာပြီးသူ့ဇနီးနဲ့တားကိုပစိန်နဲ့လိုက်တက်တဲ့အခန်းတွေကခုထိတိုင်ဟော်ရာလောကမှာအကောင်းဆုံးပါပဲမင်းသမီး Shelley Duvall ရဲ့တကယ်ကိုတီဗီနဲ့ရင်ဆိုင်နေရတယ်လို့ထိတ်လန့်တုန်လှုပ်နေတဲ့မျက်နှာပြီးတွေကကြည့်ရှုသူကပါစိတ်မသက်မသာဖြစ်စေပါတယ်ဓာတ်လီကားကနေသွေးတွေရှန်ထွက်လာတဲ့အခန်းနဲ့ Here's Johnny ဆိုတဲ့အော်ဟစ်တန်တွေကတင်းရဲ့အိမ်မက်ဆိုးတွေတဲ့အထိလိုက်လာပါလိမ့်မယ်ဟော်ရာကားတကားဆိုတာထက်ဒီကားကလုံးဝကို masterpiece ကားတကားဖြစ်လို့အခုပဲကြည့်ဖို့တိုက်တွန်းလိုက်ပါရစေနောက်ဆုံးကားတကားကတော့အာရှရဲ့အမှောင်တို့ကိုအစစ်မှန်တိုင်းပြသခဲ့တဲ့ The Medium မှာထိုင်းနိုင်ငံမြောက်ပိုင်းကနတ်ဝင်တဲ့မျိုးရိုးတစ်ခုအကြောင်းကို documentary ပုံစံနဲ့ရိုက်ကူးထားတာမို့တကယ်အပြင်မှာဖြစ်နေတယ်လို့ခံစားရမှာပါဒီကားရဲ့မင်းသမီးဟာနတ်ဆိုးပူးကတ်ခံရတဲ့မိုင်းအဖြစ်တရုပ်ဆောင်အောင်မှာလူသားတစ်ယောက်ရဲ့အမူအရာမျိုးမဟုတ်တော့ပဲတရိတ်ဆန်တစ်ကောင်လိုလေးဘက်ထောက်သွားတာမှောင်ထဲကနေစူးစူးဝါးဝါစိုက်ကြည့်နေတာတွေကလုံးဝကိုတဲထိတ်ရင်ပူစရာပါနောက်ဆုံးမှာတော့ဘေဖျားဘယ်နှက်ကမှမကယ်နိုင်တော့ပဲအမှောင်လူကတရွာလုံးကိုဝါးမြူသွားတဲ့အခါမှာတော့လူသားတွေရဲ့ယုံကြည်မှုဟာဘလောက်အထိအားနည်းလဲဆိုတာကိုတွေ့မြင်ရပါလိမ့်မယ်ဇက်သိန်းပိုင်းမှာကင်မရာမန်တွေပါအသက်ခံရတဲ့ဒီရိုက်ပြထားတာမို့ရိုးရုပ်ရှင်ကြည့်နေရတယ်လို့မဟုတ်ပဲအဖြစ်အပျက်တစ်ခုကိုကိုယ်တိုင်မြင်တွေ့နေရတယ်လို့မျိုးခြောက်ခြားစီမှာပါကဲအခုပြောပြသွားတဲ့၃ ၅လုံးဟာတရုတ်ဆောင်တွေရဲ့ပြောင်မြောက်တဲ့အစွမ်းနဲ့တင့်ကိုအမှောင်ထဲမှာတယောက်တည်းမနေရအောင်လှုပ်ဆောင်နိုင်စွမ်းရှိပါတယ်ကဲဒီကားတွေကိုကြည့်ပြီးသွားရင်ရောတင်ဘယ်လိုခံစားရလဲဒါမှမဟုတ်ဒီထက်ကြောက်ဖို့ကောင်းတဲ့ကားတွေရှိသေးတယ်ဆိုရင်ကွန်မန့်မှာမျှဝေပေးခဲ့ပါဦးဒီညတော့အိယာမွေးခင်တင့်အခန်းတကားကိုတေချာပိတ်ထားဖို့အကြံပေးပါရစေအားလုံးပဲကောင်းသောညလေးဖြစ်ပါစေကျေးဇူးတင်ပါတယ်ဗျာနောက်မှပြန်တွေ့ကြတာပေါ့